အဲ့မှာဟိုပါပုံလဲသွင်းစားမလို့ခေါင်းဆော့ပြီးကျွန်တော်မတားလဲပို့ပါလေးရနေတာပေါ့ဟိုကဒီတိုင်းဆိုရင်ထားလို့မရဘူးကွာဒီကခေါင်းမှဖိလို့မရတဲ့အနေထားဖြစ်နေတာအသားကြီးရှုံတော့တယ်အဲ့စိတ်လေးရှုံလို့တကယ်အရှေ့ရတစ်ခုပဲဖြစ်နေတာဆိုတော့ဟုတ်တယ်ညီမအရင်သိရပဲရှေ့တာတစ်ခုပဲဖြစ်နေဟုတ်တယ်ပုံသွင်းတာတော့ပုံသွင်းချမလို့တာတော့လုတ်ပေးလို့ရတယ်မနည်းနည်းပွားပွားတော့လုတ်ပေးရမှာအိမ်မှာ dryer 3လား3တယ်နော်အဲ့ဒါအကုန်လုံးပြီးလို့ရှိရင်တင်ပေးမယ်ဘယ်လိုသွင်းရမလဲပြီးရင်ဘယ်လိုမျိုးလုတ်ရမလဲပေါ့နော်ဒါပေမဲ့အခုကတော့ညက်မယ်ဆိုရင်နည်းနည်းတူရမှာမဟုတ်နည်းနည်းတော်တူရမှာဒီလောက်တူရမှာရလားအဲ့လိုနည်းနည်းချင်းပြမှာနော်ဟုတ်တယ်နောင်လေနှမျောလားနှမျောပါနှမျောကောင်းလေးကညက်ခံလားညက်တယ်မေးကြည့်လိုက်အောင်နော်ခဏရင်ပြဖြစ်နေတာဆိုလားမျက်လုံးမိတ်တာနော်သူညက်ဘူးလားညက်ဘူးမင်းလည်းရှေ့ပဲထားတာမြဲရှင်းပဲထားဟုတ်လားရှေ့ပူတိုက်တယ်ရှေ့ဘူးကြိုက်ရဲ့သူညက်ပြီးရှေ့မကြိုက်တော့ဘယ်လိုဖြစ်သွားမှာဆို